ချောကလက်ကိတ်နဲ့စတော်ဘယ်ရီကိတ်လိုမျိုးမင်းကလေးစားတဲ့မုန့်တွေမှာထားတာကိုတွေ့ပြီးတဲ့နောက်အဲ့ဆိုင်ကိုပမ်နဲ့တူတူသွားခဲ့ပြီးမီနူးတိုင်းမှာစားကဆိုင်ရဝန်ထမ်းကိုအဆိုတော် join ချူဒီတစ်ပတ်လာခဲ့သေးလားလို့မေးခဲ့ပါတယ်။ဝန်ထမ်းတွေကလည်းလာတယ်မလာဘူးနဲ့အငင်းပွားနေတာကြောင့်ဂင်းလည်းလာတယ်လို့ကောက်ချက်ချလိုက်ပါတော့တယ်။ပမ်ကအကိုထိတ်ကိုယုံကြည်ဖို့ပြောလိုက်ပေမဲ့ဂင်းကတော့တန်တရားဝင်နေစေဖြစ်တာကြောင့်ပမ်ကချောကလက်တွေကိုနှကမ်းမွေးပတိုင်းမွေးပုံစံတုပ်ကအကိုထိတ်ပုံစံဖမ်းပြီး join နဲ့တူတူရှိနေသလိုဟန်ဆောင်ကကိုထိတ်မှာ game ဆိုတဲ့ချစ်သူကောင်မလေးရှိကြောင်းဂင်းယုံကြည်လာအောင်ဟန်ရေးပြပြောဆိုနေခဲ့ပါတယ်။ game ကလည်း join ဟန်ဆောင်ကစနိုက်ကျော်ပုံစံပြန်ဖမ်းပြီးပြန်လည်ခြေပလိုက်တာကြောင့်နှစ်ယောက်သားရီမောလိုက်ကြပါတော့တယ်။ဟိုတယ်ကိုပြန်လာတဲ့ချိန်မှာတော့ပမ်ကဂင်းလိုမျိုးခြေထောက်ထောက်ကူကူရိယာကိုတက်ဆင်ပြီး game ကိုဓာတ်လေကာထိပ်ထိရအောင်လိုက်ပို့လိုက်ပါတော့တယ်။ game ကဘန်ကောက်မှာသူ့ခြေထောက်ကိုပြန်ပြပြီးအကိုထိတ်နဲ့တူတူကမ်ဘောဒီးယားကိုလိုက်သွားမယ်လို့ပြောပြီးနောက်အသီးသီးနှုတ်ဆက်ခွဲခါခဲ့ပါတယ်။ပမ်ကဝန်ထမ်းကိုလေစိတ်သွားဖို့အတွက်တက်စီငားခိုင်းလိုက်တဲ့အချိန်မှာ game ကတော့ဟိုတယ်ကပစ္စည်းတင်လှဲကြီးပေါ်တက်ခဝန်ထမ်းကိုတွန်းစေပြီးနင်းတယောက်တည်းအကြာကြီးစောင့်နေရမှာဆိုလို့ငါအဖော်လာလုပ်ပေးတာလို့ပြောကပမ်စီကိုဆက်ဖြည်းဖြည်းနဲ့ရောက်လာပါတော့တယ်။ကားပေါ်တက်ခန်းဒီမှာအချင်းချင်းအကြည့်ဆိုင်ရင်နှစ်ယောက်တည်းကပါဖြစ်နေခဲ့ကြပြီးဝန်ထမ်းချောင်းဟန်းပြတော့မှကားပေါ်တက်ပြီးထွက်လာခဲ့ပါတော့တယ်။ကမ်ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့မှာဂင်းဟာကိုထိတ်နဲ့တူတူစတူဒီယိုမှာရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမရွယ်ဘဲနဲ့တချင်းထဲထားတဲ့ပစ္စည်းလေးကဂင်းလက်ထဲကနေအမှတ်တမဲ့လွတ်ကျခဲ့ပါတယ်။ကမ်ဘောဒီးယားဆိုတော့အတန်ဆက်သွင်းမှုခက်ခဲသွားတဲ့အဲ့ဒီအချိန်မှာဂင်းဟာအရန်ကိုထူပူနေခဲ့ပါပြီ။အကိုတိတ်ကအချိန်15မိနစ်ပေးဖို့တောင်းဆိုလိုက်ပြီးပီယန်နိုနဲ့ကီးရှာကတချင်းမယ်လိုဒီအတိုင်းတချင်းချင်းလိုက်တာကြောင့်အဆင်ပြေပြီးအတန်ဆက်သွင်းခဲ့ကြပါတယ်။ဂင်းကတော့သူ့ကြောင့်ဖြစ်ပျက်တာကိုစိတ်တူဟန်မပြပဲသဘောထားကြီးမားလုံးတဲ့အကိုထိတ်ကိုပုံမူပြီးလေးစားသဘောကျလာခဲ့ပါတော့တယ်